ကအလုံးမင်္ဂလာပါဒီနေ့မှာတော့ဒီနေ့ဆက်ပြပါမယ်အဲ့ဒီမှာဘာရောင်လေးခုပြမလဲဟာလေးကိုလည်းပြောပြကြပါရှင်အခုကတော့ကိုအကြိုက်ဆုံးအရောင်လေးကတော့အမဲရောင်နဲ့ခရမ်းရောင်ရှိပေမဲ့ခရမ်းရောင်မရှိတဲ့အတွက်ကြောင့်မို့လို့ခရမ်းရောင်မရှိတဲ့အတွက်ကြောင့်မို့ဒီအမဲရောင်ပဲခုံလိုက်ပါမယ်โอเคခုံပါမယ်တချို့လူတွေကဟိုဘက်ကနေတော့ရဲတခြားလူပြရတယ်ဟိုဘက်ကနေပြန်တော့ကြရဲပေါ့ထာဝါလေးတွေကိုလည်းဒီထာဝါလေးခုံရမယ်အားလေးကိုလည်းပြောပြသွားကြပါအောင်ဒီထာဝါလေးခုံရဒီနေရာမှာတော့နည်းနည်းလေးခက်တယ်လို့မခက်တယ်လို့နဲ့ပေါ့နော်တချို့လူတွေကဒီနေရာမှာပေါ့ခဏခဏပိတ်ပြီးတော့ကြရဲဒါဆိုဟိုနားလေးကိုခဏခဏဖိနေလူထိပေါ့မထိရလူလည်းမထိဘူးပေါ့ခေတွားကြစို့တချို့လူတွေကလည်းမျိုးကြည့်မကောင်းဘာညာပေါ့သူများရောနှိပ်စက်တာလေးနှိပ်စက်တာဆိုတော့မှာပေါ့နော်အမျိုးပန်းလိုက်တာပေါ့မအကောက်ကိုယူထားဖြတ်လိုက်တာလို့သူများကိုပေါ့နော်အဲ့လိုမျိုးကိုချစ်စားခြင်းမရှိတဲ့လူတွေတော်တော်ပြိတ္တကြီးလို့ရောချစ်မလားမချစ်ဘူးတော့ကျမမချစ်ပါဘူးရှင်လို့နုံကတော့မချစ်ပါဘူးရှင်လို့โอเคရပြီနုံကတော့မရှိဘူးနုရာနဲ့နုရာပါဟဲ့မဟုတ်ပါဘူးနုပါဟဲ့ထားပါခေါင်းကခက်တယ်ကြာခက်တာဆိုဒီညာပဲခက်တာတခြားညာဘာမှမခက်ဘူးလွယ်သွားတယ်ဖေရှို့လူရတယ်လေကိုတခြားလည်းမရှိလေโอเคတက်ပါမယ်โอเคသူများအဲ့ဘက်ကလည်းခုံလိုက်တာထာဝါအဆုံးထိစောပါမှာဆိုတော့လိုက်ပြီးတော့အဆုံးထိကြည့်ပြီးတော့ကြဘူးလို့ပြောရှင်ပါတယ်โอเคပြုတ်ကြလို့တော့မဖြစ်ပါဘူးပြုတ်ကြရင်တော့ပြိတ္တကြီးကိုချစ်တချို့ပါွားပါလေရှစ်ရှာရောဟုတ်ခလေးချစ်ရှာလေးဒီဝတ်ဆိုင်စကားရှင်းလာဒီဝမင်းတိတိုင်ပြရစတဲ့တိုင်တယ်တိုကာ Box is rainy taco တုတ်အဲ့လာပဲရ Okay ကဲသွားပါမယ်သွားမယ်ကျမကကြမ်းပြည့်တဲ့အတွက်ကြောင့်မို့အတိုင်လေးပါသွားတာမသိပါဘူးအဲ့လိုကြည့်ခုံရဆုံးကဲ It's rainy taco တုတ်အဲ့ဆိုရင်တော့အရောင်ခုပြမယ်ပြပါရှင်အခုကျမတိုက်တဲ့အရာလေးဆိုရပါ